င်္ဂလာပါရှင်ဒီတစ်ခေါက်တော့ဇင်ဒီစင်လေးရောက်ပေးပါဦးမယ်ဒါလေးကတော့ဇင်အခုဖွင့်ထားတာလေးနဲ့သူကတော့အမိတ်ကလေးလည်းတူတယ်ပက်ကြံလေးလည်းတူတယ်မတူတာကကြတော့ဒီဇိုင်းလေးသူကပို့ပြီးတော့ပြည့်တယ်ဒူးနာလေးပေါ့နော်ဒူးနာလေးပို့ပြည့်တယ်ဇင်ကကြတော့ဖွင့်ကြည့်အကျဲကလေးသူကအပွင့်ကောက်တွေကအစားရကဲတစ်ခုတည်းရပဲအပွင့်ကောက်တွေကအစားအကုန်တူတူပဲပက်တန်ပွားတာချင်းကလည်းအကုန်တူတူပဲသူကကြတော့သူကဒူးနာလေးမှာပဲအပြည့်ခက်ကလေးနဲ့လာပြီးတော့အပေါ်ပိုင်းကိုကြတော့အပွင့်အကျဲလေးနဲ့ခတ်ထားတာတအားမှလည်းရိုးရစင်ကိုကြိုက်တယ်ပေါ့ပေါ့ပါပါပဲဝွနော်မမတို့ပေါ့ပေါ့ပါပါပဲဝွက်ချက်အနေနဲ့ပဲတုံအရန်အဆင်ကြီးတွေ3ကိုက်ခွဲကျော်မြကြီးနားက quality စစ်ကလေးနော်ဒါလေးတွေကတော့တခြားနေရာတခြားဒေသတွေကလည်းထွက်တယ်အဲ့မမတို့ကိုနှစ်တက်တဲ့ဈေးနှုန်းတစ်ခုဆိုလို့ရှိရင်ဝယ်ယူအားပေးလို့ရပါတယ်ဒါလေးကတော့ခဲပြီးတာလေးပါရှင်အယောင်ဆန်းလေးလည်းရချင်တယ်ဆိုရင်ဒီလိုမျိုးလေးတွေကယူပါအရန်လှတယ်နော်ဇင်ဝေထားတဲ့ဥစ္စာလေးတွေကိုခုတလောအရန်လာမင်းနေတယ်ဒါလေးတွေကကြတော့ဇင်တို့ဆိုင်မှာ store လေးတွေကုန်ပါပြီเนาะ store လေးတွေကုန်ပါပြီစဝင်နေရဇင်တို့အရေးအတွက်အရန်အများကြီးဝင်လာတာမဟုတ်ဘူးပေါ့เนาะဝင်လာတာမဟုတ်တဲ့အတွက်ကြောင့်မလို့ပါဒါလေးဆိုလို့ချင်းအမိတ်ကလေးကအစဇင်နဲ့အကုန်လုံးအတူတူပဲဇင်အထက်လေးကြတော့သူက blend 4လေးပါတယ်ဒါလေးကတော့ blend မပါဘူးတချို့ကြတော့ blend ကြိုက်တယ်တချို့ကြတော့ blend လေးတွေပါတာမကြိုက်ဘူးပေါ့နော်ဒါလေးဆိုရင်ခဲပေတာလေးပါရှင်သူကအရှိအမိတ်ကလေးနဲ့အရန်လှတယ်နော်အရန်လှတယ်ပြီးတော့ဒီအောက်ခြေလေးဆိုလို့ချင်းစိန်တုံးရဲ့လေးရဲ့ကိုဒူနာကလေးခတ်ထားတာဒီလိုမျိုးလေးဒီအမိတ်ပွင့်လေးတွေဆိုရင်ဇင်ခန္ဓာကိုယ်ကအပွင့်နေနဲ့ဒီဟာလေးနဲ့အကုန်တူတူပဲဒီမှာသူ့ရှိမှာပါသွားတာဒီလိုဂျားပွင့်ကလေးပေါ့နော်ဘူးစိတ်ကလေးတွေပါလာတယ်ပြီးဒူနာ pattern လေးပြောင်းသွားတယ်ဒီပုံစံလေးဒါချစ်စရာကောင်းတယ်နော်ဒူနာလေးဆိုလို့ရှိရင်လည်းဇင်တို့လိပ်ပွင့်နေရဲ့စိန်တုံးနေရဲ့လက်ရဲ့စိတ်ရဲ့ကိုအဲ့လိုအဆန်ခွဲတစ်ထည့်ကလေးနဲ့ကိုခတ်ပေးထားတယ်လက်ရရောအသားနာရောquality လေးရောအရန်ကိုမိုက်တယ်အရန်ကိုကောင်းတဲ့အထည်လေးပါဇင်ရှိမှာအယောင်တူတူပေါ့နော်6အုပ်စင်တူရပါမယ်ရှင်6အုပ်စင်တူရပါမယ်ဒီလိုမျိုးလေးဖြစ်ပါမယ်ရှင်ပွဲတက်လည်းအရန်လှတယ်နော်ဒီစင်လေးကသူကအင်ဂျီအတွက်ကိုဒီလိုအမိတ်ကလေးနဲ့ပေါ့နော်အင်ဂျီမိတ်ကလေးတက်မိတ်လာမယ်အင်ဂျီစားကတော့ပြောင်းမယ်နော်ငါတို့တချို့ပေါ့နော်မမတွေကချင်တယ်ကိုခုမှစ try မဲ့မမတွေမှာမေးလေးမေးထားရှိတဲ့ဘေးကွန်လေးမို့လို့ပါအင်ဂျီစားလေးတွေပြောင်းလားဆိုပြီးကချင်တယ်တွေအကုန်လုံးဟာဇင်တို့အင်ဂျီစားလေးတွေကပြောင်းပါရှင်တသိန်းအောက်ကနေပြီးတော့ဟို4သိန်း5သိန်း10သိန်း18သိန်းအဲ့လောက်ထိကိုအကုန်လုံးကတော့ပြောင်းပါပဲရှင်သူကဒီအောက်ကအမိတ်ပွင့်မှာပဲဈေးပို့တာနော်ဈေးကအမိတ်ပွင့်မှာပဲလာတယ်အင်ဂျီပွင့်နေအကုန်လုံးတော့ပြောင်းပါစင်လေးကတော့ဒီလိုမျိုးလေးဖြစ်ပါမယ်ရှင်ဒါရောင်လေးပါခဲပေးတာလေးပါเนาะဒီလိုမျိုးလေးအရန်လာတယ်သူကချုပ်ဝစ်လိုက်ရင်ပူတာမှာစင်လေးတစ်ထည့်ချုပ်ဝစ်မယ်เนาะထည့်ချုပ်ဝစ်မယ်ဒီလိုမျိုးလေးဖြစ်ပါမယ်ရှင်ရရှိမဲ့ဈေးနှုန်းလေးတွေကတော့ဒါလေးကဇင်ပုံမှန်ရောင်းပေးရမယ့်ရောင်းဈေးက3,400နဲ့မှ9,000ကျပ်ပါအခုအရေးအတွက်အများကြီးရှိတဲ့အတွက်ကြောင့်မလို့ဈေးရှိမှာအခုရမယ့်ဈေးလေးက3,400အထိလေးနဲ့ပဲယူပါရှင်တက်တယ်ဆိုလို့ရှိရင် screenshot လေးသာရိုက်ပြီးတော့ base messenger Viber နံပါတ်3992822334နဲ့39966666ကိုဒီဖုန်းနံပါတ်နှလုံးကတစ်ဆင့်လဲဆက်သွယ်ဝေးယူအားပေးလို့ရပါတယ်ရှင်ချက်ဖုန်းကြီးလုံးဝ Viber မတုံးအောင်တော့မကျေးဇူးတင်ပါတယ်